မိဘတွေအနေနဲ့ကိုယ့်ရဲ့ကလေးတွေနဲ့အတူတခန်းထဲမှာပဲအတူနေနေပေမဲ့လည်းလက်တွေမှာတယောက်နဲ့တယောက်ကဘာချားနေတာမျိုးကြုံမှုကြပါသလားကျမတို့ကဖုန်းကြည့်နေမယ်ကလေးကလည်းသူ့ဘာသာအနားမှာအယုတ်ကလေးတွေနဲ့ကစားနေမယ်ဒီအခြေအနေဟာမိဘနဲ့ကလေးချိတ်ဆက်မှုပျောက်ဆုံးနေတာပဲဖြစ်ပါတယ်ဒီလိုအခြေအနေကနေပိုကောင်းတဲ့ communication ဖြစ်လာဖို့ဆိုရင် quality time ပေးဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်ကလေးနဲ့အတူပျော်စရာကောင်းတဲ့အချိန်ခိုက်တန့်လေးကိုအတူကုန်ဆုံးလိုက်တဲ့အခါအုံနောက်ကနေအောက်ဆီတိုစင်လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးကိုထုတ်ပေးပါတယ်။ဒီဟော်မုန်းဟာကလေးတွေရဲ့စိတ်ဖိစီးမှုကိုရောကြစေပြီးတော့အုံနောက်ဖွံ့ဖြိုးမှုကိုလည်းဖြစ်စေပါတယ်။ဒါအပြင်မိဘနဲ့စိတ်ချင်းနှိစက်မှုရှိတဲ့ကလေးတွေဟာသူတို့ကိုယ်သူတို့လုံခြုံတယ်လို့ပိုပြီးခံစားရနိုင်ပါတယ်။သူတို့ကိုစာနာနားလည်ပြီးတော့ယက်တီပေးမဲ့မိဘတွေရှိတယ်လို့ခံစားရတဲ့အတွက်ကြောင့်လက်တွေ့အပြင်လောကကိုစူးစမ်းဖို့ပိုပြီးတော့လည်းတတိကိုရှိလာကြပါတယ်။ကလေးတွေပြောသမျှကိုအလေးထားပြီးနားထောင်ပေးတဲ့အခါမှာသူတို့ကိုအယူဆိုင်တယ်စာနာပေးတယ်လို့သူတို့ကိုယ်တိုင်ခံစားရတဲ့အတွက်တခြားသူတွေအပေါ်မှာလည်းစာနာနားလည်ပေးတဲ့အလေးချိန်ကောင်းတွေဖြစ်ပေါ်လာနေပါတယ်။ quality time ဆိုတာဟာနိုင်ပေါင်းများစွာအချိန်ပေးနေကြတာမျိုးမဟုတ်ဘဲနဲ့အချိန်ခဏလေးဖြစ်နေပါစေတန်ဖိုးရှိစွာအတူကုန်ဆုံးတာမျိုးကိုဆိုလိုတာပါ။မိဘတွေတော်တော်များများခံစားမိကြတဲ့ပြဿနာကတော့ငါကလေးကိုအချိန်အများကြီးမပေးနိုင်ဘူးဆိုတာပါပဲ။ကလေးနဲ့အတူခရီးထွက်မပေးနိုင်ဘူးကစားကွင်းကိုခေါ်သွားမပေးနိုင်ဘူးဆိုပြီးတော့တွေးမိကြတယ်။ဒီလိုအချိန်မပေးနိုင်တဲ့အခါကိုယ့်ကိုယ်ကိုအပြည့်ရှိစိတ်ဝင်လာပြီးတော့မိဘနဲ့ကလေးနဲ့ပို့ပြီးတော့မှဝေးကွာသွားတတ်ပါတယ်။ quality time ကိုဖန်တီးပေးရမှာအလွယ်ကူဆုံးနည်းလမ်းကတော့ micro moments ပဲဖြစ်ပါတယ်။ဥပမာပေးရရင်ကလေးအနားမှာရှိနေတဲ့အခါအမြဲဖုန်းနေတာမျိုးမလုပ်ပါနဲ့။ကလေးနဲ့မျက်လုံးချင်းစုံအောင်တေချာကြည့်ပြီးဒါမှမဟုတ်ထိုင်ပြီးစကားကိုတေချာပြောပါမိကုံးလေးတွေဖြေပါ။ကလေးကစားနေတာကိုကိုလူစော့ဒီလိုလုပ်ဆိုပြီးလိုက်ပြောမနေတဲ့သူတို့တွေရဲ့ကိုယ်ပိုင်စိတ်ကူးပုံဖော်တာလေးတွေကိုသာချီးမွမ်းပေးပါနောက်ထပ်ဒီလိုရွှေ့ရှိနေနီလန်သုံးခုနဲ့ quality time တွေကိုဖန်တီးကြည့်နိုင်ပါတယ်8 minutes rule သူတည်တနာတွေအရမိမိကလေးကိုတစ်နေ့10မိနစ်လောက်ပဲအပြည့်အဝအချိန်ပေးတာဟာကလေးငယ်ရဲ့စိတ်ပြန်စားချက်နဲ့ပူးပေါင်းဆောင်ရွက်မှုကိုတိတိကျကျတိုးတက်လာစေပါတယ်အိမ်လုံလေးတွေကိုအတူတူလုပ်ပါဗကန်ဆေးတဲ့အခါအဝေးခောက်တဲ့အခါတယောက်ချင်းမဟုတ်ပဲကလေးကိုကူညီခိုင်းပါဒါဟာအလုပ်ကိုပုံမကျညာပေးနိုင်ပေမဲ့မိမိနဲ့ကလေးသားကပြောပြတဲ့စကားတွေအမှတ်တရတွေဟာတန်ဖိုးဖြတ်လို့မရနိုင်ပါဘူး။ညကအတူစားပါမိသားစုဝင်တိုင်းရဲ့တနေ့တာကြုံတွေ့ရတဲ့ကောင်းတဲ့အချက်တစ်ခုနဲ့ခက်ခဲတဲ့အချက်တစ်ခုကိုထမင်းဝိုင်းမှာမျှဝေကြည့်ပါ။ဒါဟာမိသားစုအတွက်တန်ဖိုးရှိတဲ့အခိုက်အတန့်လေးတစ်ခုပါပဲ။ကလေးတွေနဲ့အတူပျော်ရွှင်စရာ quality time တွေကိုဖန်တီးနိုင်ကြပါစေ။